ဒါကတော့ပါမှုလေးပါရှင်မင်္ဂလာပါရှင်ဒီနေ့ကပိတ်ရက်လေးဆိုတော့တနင်္ဂနွေဆိုညနေ9 နာရီပိတ်ရက်ဆိုတော့သမင်းစားမှာပေါ့နော်ဒါတော့ကိုတိုင်ကျူရတဲ့ငပိရေကျိုးဒီနေ့ကဒါကတော့ဘူးတီပြုံးနဲ့ပဲတီးလေးတွေပါရှင်ဒါကတော့ပါမှုရေဘဝဲလားရေဘဝဲအဲ့ဒီဟာလေးတွေပါရှင်အဲ့ဒါလေးတွေကိုခိုင်းမကြမြန်မာမကြလေးချက်ရတယ်ပေါ့နော်ငပိရေလေးကိုအရင်ထည့်ပါတယ်ရှင်ငပိရေကအကြိုက်ဆိုတော့ကိုချက်ကိုကောင်းပါမှုဟင်းလေးပါရှင်ဒီလိုလေးနဲ့ဆွဲပါမယ်။စားကြပါအောင်ရှင်။နေ့လေးနဲ့ကြက်ကောင်းပါမှုကိုစားရတာကြိုက်တာလေကတုလက်မလေးလေအဲ့ဒါလေးကြိုက်တဲ့ဒီလေးတွေကလေစားကောင်းနေပြီလားကျွတ်နေအောင်ကတိနဲ့ရစားကောင်းလားအဲ့ဒါကိုကြိုက်ရပါနော်မင်းမဝသေးဘူးဆက်ယူလိုက်အောင်မလို့အေးစေးစားလိုက်အောင်နော်ဒီနေရာတော့ဒီလောက်ပါပဲရှင်